ကွက်သားအည်အတွက်ရဲ့တပီနှုံးပဲကျွန်တော်ထုတ်တာပါသားပဲဥကကျွန်တော်တို့ခွဲပြီးရင်ကျွန်တော်တို့အနှစ်ပဲသုံးပါတယ်ခင်ဗျာကျွန်တော်တို့သုံးတဲ့ဒီဖက်ရွက်ကလည်းကျွန်တော်တို့ဒါအချောက်ကိုပဲအချောက်ခံလာပြီးတစ်နှစ်ပတ်လုံးအချောက်ခံလာတဲ့ဖက်ရွက်ကိုကျွန်တော်သုံးတာကျွန်တော်ဒီဟာကိုအခုလိုမိုးတွင်းကာလမှာဆိုရင်ကျွန်တော်ဝယ်လဲဝယ်စုတယ်ဝင်ပြီးငါကျွန်တော်နည်းနည်းတော့ဈေးပေါ်ရတယ်ဝယ်လဲဝယ်စုတယ်ကိုယ့်ဘက်ကိုလည်းအပင်ပန်းခံပြီးတော့ကျွန်တော်ရွာဒီမှာလိုက်ပြီးခူးတယ်ခင်ဗျာအစင်းနဲ့လုပ်ပြီးတာမရှိဘူးခင်ဗျာမှားမှာပဲလုပ်တယ်ဆိုတဲ့အတွက်လက်လက်ဆက်ဆက်ပြအောင်မှားမှာလုပ်တယ်ဆိုတဲ့အတွက်ကြိုတင်မှာယူမှာပဲအဆင်ပြေနိုင်မှာပါခင်ဗျာဘာလို့ကောင်းချင်းတို့အတွက်ပထမဦးဆုံးကျွန်တော်တို့ဝက်ဥချောင်းကလည်းဒါပုံမှန်တိုင်းအစိမ်းကိုတီးပြီးဝိုင်းသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့စားလို့ပိုကောင်းဝက်ဥချောင်းလှော်လိုက်ပါတယ်လှော်လိုက်တဲ့အတွက်ဝက်ဥချောင်းအနံ့တော့ပိုမွေးလာတာပါနော်ဝက်သားကိုလုံးဖို့အတွက်ဟုံလန်လို့ခေါ်ပါတယ်ဟုံလန်ခေါ်ဗမာလိုခေါ်စေးနီရောပေါ့ငပြာရည်လေးနည်းနည်းပေါ့နော်ငပြာရည်အကြီးရည်လေးနောက်ရည်လေးထက်အယောင်လေးပိုလှအောင်ပေါ့ဒီဝက်သားကိုကျွန်တော်တို့ပြုတ်ထားတာပေါ့နော်အစိမ်းမသုံးပြုတ်ပြီးတော့မှတုံးပြီးပြန်ပြီးပုံမှန်ဆိုရင်ဒီစေးနီရွက်နဲ့ပြုတ်ထားတာနဲ့နယ်လိုက်တော့ဒါသုံးလို့ရပြီဒါပေမဲ့ကျွန်တော်တို့ကအနံ့လေးနဲ့ပိုကောင်းအောင်ပြန်ပြီးတော့လုံးပြစ်လိုက်တယ်ပေါ့နော်အဲ့ဆိုရင်ဝက်သားလဲအနံ့လေးပိုမွှေးလာတာပေါ့နော်ကောင်းကြီးလုံးမှာမွှေးနိုင်ပိုလာတာပေါ့နော်ဒီစေးနီရွက်ကိုကြိတ်တယ်ကြိတ်ပြီးွားရင်ပြန်ပေါင်းပြီးတော့မှကျွန်တော်တိန်းထားရတာပါဒီစေးနီရွက်ကလည်းမိုးရာသီပဲကောင်းကောင်းခူးလို့ရတာလူရာသီရောက်ွားရင်ဒီရွက်ကမရတော့ဘူးနော်တေးွားပြီမကောင်းတော့ဘူးပေါ့နော်ကောင်းချင်းကတပီမှာထုတ်လို့ရမယ့်ဝက်သားအည်အတွက်ရဲ့တပီနှုံးပဲကျွန်တော်ထုတ်တာပါဒါကတော့စားပဲဥပေါ့နော်ကျွန်တော်စားပဲဥကကျွန်တော်တို့ခွဲပြီးရင်ကျွန်တော်တို့အနှစ်ပဲသုံးပါတယ်ခင်ဗျာဒီအ